ရောနေဟုတ်ပြီနေရှိရကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းအမဆိုးချိုးလေးရှိရဲ့ဒီကောင်းချိုးလေးရှိရဲ့အောင်တိတ်တာဆိုးချိုးလေးလို့ပါဟုတ်တယ်အခုနေနေလို့ရှိရင်ဒီလက်ကြီးခိုင်းဆောက်တယ်ခုနကကောင်းလို့မောင်မဲနေနေရတာဟုတ်တယ်ဒီနောက်ပါလို့ရတယ်အဲ့နေနဲ့ပါလို့6ရလို့ရတယ်ပြီလားအဝဲဟုတ်တယ်အဝေးရှောင်းပြီးတော့ဝင်တွေကို6ရရတယ်စားစားလို့6ရလို့ရတယ်ဒီပါလို့ရတယ်မချောက်တော့ပါလို့6လက်ကြိုက်တာကြိုက်တယ်6ချလို့မကြိုက်ဘူးဘယ်တော့6တော့ကြိုက်တယ်နေကအပူရတာလေကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းနေကနေတော့အရာပူရှင်နေရတာတဲ့ခါကျလို့ဒီမြေကြီးတွေအကွဲနဲ့ဒါနေပူအရန်ပူတဲ့ခါကျမြေကြီးတွေအကွဲနဲ့ပြီးလို့ရှိရင်စီးတက်တွေရောရေရွေးရေကန်တွေခန်းချောက်တာတွေနေကနေပြီးတော့မှအပင်တွေကဘာလို့လဲတဲ့သိလားအစာချက်တယ်ဟုတ်တယ်တော်တယ်နေကနေပြီးတော့မှအပင်တွေကအလင်းကိုယူတယ်ပြီးတော့မှအစာချက်တယ်အဲ့ဆိုရင်နေမရှိတော့လို့ရှိရင်အပင်ရောရှုံတာမရှိဘူးအပင်တွေမရှိရင်သားတို့ဘာမရတော့ဘူးလေအောက်ဆီဂျင်မရတော့သေတယ်ရတယ်ဘာရတာလဲအောက်ဆီဂျင်အဲ့ဆိုအောက်ဆီဂျင်မရှိမှတော့အောက်ဆီဂျင်ရရအောင်ဒါပေမဲ့နေကအရန်ဒါဒီခုကပူလာလို့နေပူချင်းကပြင်းလာလို့ဆိုရင်မြေကြီးတွေကအကွဲသွားမယ်ရေတွေရောခန်းချသွားမယ်နေရဲ့မျက်နှာပြင်ပူချင်းနေရဲ့မျက်နှာပြင်ပူပြီးလို့ဆိုတော့9500ဒီဂရီဆယ်စီယပ်ရှိတယ်အခုတစ်နှစ်တာပူချင်း20ကျော်လောက်လောက်ပူလဲဆိုလို့ရှိရင်အဲ့ဒီနေလုံးကြီးတစ်လုံးရဲ့အပူချင်း9500ဒီဂရီဆယ်စီယပ်ဆိုလောက်ပူလဲဖြစ်တယ်ချားအဲ့ဒါကအားကြီးတယ်အဲ့ဒီနေနာကိုတော့ကတ်လို့မရဘူးနေရရတဲ့ခင်းရဲကိုကြောင်ကြည့်ရတယ်ခန္ဓာကိုယ်အတွက်အရာကြီးကိုနည်းနည်းလေးထိလို့လိုက်လို့ရှိရင်ယောဂကိုသိရတယ်ဒါပေမဲ့ခင်းရဲကိုကြောင်ကြည့်ရအများကြီးထိလို့လိုက်တဲ့ခါကျမှဖြစ်တယ်ဒီမှာထိလိုက်တာကခုရှိရဘာလဲတော့ထိလိုက်ရေပြားတဲ့ရေပြားနဲ့ရေနဲ့ကန်ဆာပြီးတော့အရင်လိုက်တဲ့ကောင်ထိလိုက်တယ်အလေးတော့ဟုတ်တယ်အလေးတော့မျိုးလုံးထိလိုက်အဲ့ဆိုလေးပူရဲသွားပြီဆိုလို့ရှိရင်ပါရီကွာထီဟုတ်တယ်ဒီကနေ့ဆက်ယူပါပြီညလာထီအဲ့တော့ပါထီပြီးတော့ဘာယူတဲ့နေအောက်ထောက်အောက်ထောက်ရင်းနေလေကိုလို့ကိုလို့နေလို့ကဘာလို့ကြားလို့ဆိုရဲသူတစ်ပတ်ပြအောင်နဲ့တက်တဲ့အချိန်ကြီးရဲ့သူရဲ့ငွေရောမှာတစ်ပတ်ပြအောင်လည်းကိုဆိုရင်28ရက်ကြာတယ်နေတော့မျိုးစီဒီလိုငွေရောမှာလည်းပတ်နေတဲ့လမ်းကြောင်းလေးရှိရဲ့အဲ့ဒီလမ်းကြောင်းဆိုလို့ရှိရင်အဲ့ဒါတစ်ပတ်ပြအောင်လည်းကိုဆိုလို့ရှိရင်28ရက်ကြာတယ်ဘယ်နဲ့ကြာတော့28ရက်ဒီအဲ့ဒီစားရှိသေးကြာနေရဲ့အဲ့ဒီစားဘယ်တော့လို့မဟင်းတစ်ခုပဲထောင်ကျော်လားတောင်းကျော်လားသိန်းကျော်လားစမ်းကျော်လားအဲ့ဆိုရင်တို့ဖွက်သွားလိုက်မယ်နေရဲ့အတွက်စာကိုသိန်းကျော်လို့ထင်တဲ့လူကတက်ထောင်ပါဒီရောက်ပြီလားအဲ့ဆိုရင်ထောင်ကျော်ရဲဆိုတော့โอเคရပြီအဲ့ဒါနေရဲ့စာကထောင်ကျော်လို့ထင်တယ်ဟုတ်ပြီတန်းကျော်ရဲဆိုတဲ့လူကတက်ထောင်ပြီတန်းတော့ရှိတဲ့လူဆိုတဲ့လူကတန်းဟုတ်တယ်အောင်မင်းထလည်းနှောင်အားကြီးလက်ဟုတ်ကြည့်ပြီးတော့အောင်မင်းထက